1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့အဲ့ဒီနေ့ဟာကျွန်တော်တို့ရဲ့ပြည်ထောင်စုကြီးစတင်ပေါ်ပေါက်လာခဲ့တဲ့နေ့ဖြစ်ပါတယ်။ Burma Dish ဂျမဒေသလို့ခေါ်ခဲ့ကြတဲ့ဗမာပြည်ဒေသကြီးအတွင်းမှာရှိတဲ့ပြည်တွေဒေသတွေဟာဗြိတိရှအင်ပါယာလက်အောက်မှာနှစ်ပေါင်းများစွာရှိနေခဲ့ရပြီးတဲ့နောက်ကိုလိုနီလက်အောက်ကလွတ်မြောက်ပြီး The Union of Burma ပြည်ထောင်စုမြန်မာနိုင်ငံလို့အမည်ရတဲ့လွတ်လပ်တဲ့ပြည်ထောင်စုနိုင်ငံတစ်ခုဟာကမ္ဘာ့အလယ်မှာပေါ်ထွက်လာခဲ့ပါတယ်။ဒီလိုနိုင်ငံအသစ်တစ်ခုပေါ်ထွက်လာခြင်းနဲ့အတူနိုင်ငံကိုကိုစားပြုတဲ့အထိတ်အမှတ်တင်ကြတစ်ခုလည်းပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒါကတော့ပြည်ထောင်စုအလံတော်ပဲဖြစ်ပါတယ်။ Union of Burma Channel ကိုကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးမင်္ဂလာပါ။ဒီကနေ့မှာတော့လွတ်လပ်ရေးရခါစကျွန်တော်တို့ပြည်ထောင်စုကြီးရဲ့ပြည်ထောင်စုအလံတော်အကြောင်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။အနီနောက်ခံကအပြာတောင်ထဲမှာကျဲပြူကြီးကိုကျဲငယ်9ပွင့်ကဝန်းရံထားတဲ့ပြည်ထောင်စုအလံတော်ကြီးကို1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့လွတ်လပ်ရေးရယူတဲ့အခမ်းအနားမှာပထမဦးဆုံးတရားဝင်လွှင့်တင်ခဲ့ပါတယ်။ကျဲပြူကြီးကိုကျဲငယ်9ပွင့်ကဝန်းရံထားတဲ့ပြည်ထောင်စုအလံတော်ကတင်ဂီတဟာလွတ်လပ်ရေးကြောက်တိုင်ရဲ့အုတ်မြစ်ပုံသဏ္ဍာန်လည်းဖြစ်ပါတယ်။လွတ်လပ်ရေးကြောက်တိုင်ကိုအပေါ်စီးကကြည့်မယ်ဆိုရင်ကျဲကြီးကိုကျဲငယ်9ပွင့်ဝန်းရံနေတဲ့ပြည်ထောင်စုအလံတော်ကကျဲတွေရဲ့ပုံကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ပြည်ထောင်စုအလံတော်ကို1948ခုနှစ်မှာစတင်အသုံးပြုလွှင့်တင်ခဲ့ကြပေမဲ့ပြည်ထောင်စုအလံတော်စတင်ပေါ်ပေါက်ခဲ့တာက1948ခုနှစ်လို့ဆိုရမှာပါ။ဘာဖြစ်လို့လဲဆိုတော့1948ခုနှစ်စက်တင်ဘာလ24ရက်မှာအတည်ပြုပြဋ္ဌာန်းခဲ့တဲ့ The Constitution of the Union of Burma ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာနိုင်ငံတော်အလံကိုဖော်ပြပြဋ္ဌာန်းထားခဲ့တာဖြစ်ပါတယ်။1949ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအခန်း73အရရဆိုင်ရာပြဋ္ဌာန်းချက်များအပိုက်215မှာနိုင်ငံတော်အလံရဲ့ပုံသဏ္ဍာန်အတိုင်းအတာတွေကိုဒီလိုဖော်ပြထားပါတယ်။နိုင်ငံတော်အလံဤပုံမှာတောင်းမှန်စတုကံပုံဖြစ်သည်အလံမှာအနီရောင်နောက်ခံဖြစ်၍လက်ဝဲဘက်အထက်တောက်၌အပြာရင်အခန်းဖွင့်ပြီးလျင်ထိုအပြာရင်အခန်းအလယ်တွင်ရောင်ကြီးလက်5ခုရှိသောကျဲပြူကြီးတစ်ပွင့်ထားရှိသည်ထိုကျဲပြူကြီး၏ရောင်ကြီးလက်များအကြားတွင်ရောင်ကြီးလက်5ခုစီရှိသောကျဲပြူငယ်5ပွင့်ကိုတစ်ပွင့်စီသွင်းရန်ထားရမည်ကျဲပြူကြီးနှင့်တကွသွင်းရန်ထားသောကျဲငယ်များ၏ရောင်ကြီးလက်များအနက်တစ်ခုစီသည်အလံ၏အထက်ဘက်သို့မတ်မတ်ညွှန်လျက်တည်စေရမည်အလံတစ်ခုလုံး၏အတိုင်းအတာမှာအလျာ9ပေအနံ9ပေအပြာရင်အခန်းမှာအလျာ4ပေအနံ2ပေ6လက်မကျဲကြီးအတွက်တောင်စွန်းများကိုဆက်၍ဆွဲထားသောဆက်ဝါး၏အချင်းမှာ18လက်မကျဲငယ်အတွက်9လက်မဖြစ်သည်အလံ၏အရွယ်မှာကြီးငယ်မဟုထိုအချိုးအစားတိုင်းကိုက်ညီနိုင်သမျှကိုက်ညီရမည်လို့ပါရှိပါတယ်ဒီခြေခံဥပဒေမှာတော့ပြည်ထောင်စုအလံတော်ရဲ့ပုံသဏ္ဍာန်အရွယ်စားတွေကိုဖော်ပြထားပေမဲ့အထိပ္ပယ်ဖွင့်ဆိုချက်ကိုတော့ဖော်ပြထားတာတော့မတွေ့ရပါဘူးအနီရောင်ကရဲရင်ချင်းကိုကိုစားပြုပြီးအပြာရောင်ကတော့ငြိမ်းချမ်းခြင်းကိုကိုစားပြုတယ်လို့ဆိုကြပါတယ်ကျဲတွေကိုအထိပ္ပယ်ဖွင့်ဆိုရမှာတော့ကွဲပြားချက်တချို့ရှိတာကိုတွေ့ရပါတယ်ကျဲကြီးဟာပြည်ထောင်စုကိုကိုစားပြုပြီးဝန်းရံနေတဲ့ကျဲငါးလုံးကပြည်ထောင်စုထဲမှာရှိတဲ့အဓိကတိုင်းရင်းသား၅မျိုးဖြစ်တဲ့မြန်မာရှမ်းကရင်ကချင်ချင်းတို့ကိုကိုစားပြုတယ်လို့တချို့ကဖော်ပြကြပါတယ်ဒါပေမဲ့ဒါကတော့ဖြစ်နိုင်ကြီးနေတဲ့အယူအဆလို့ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ပြည်ထောင်စုအဖြစ်ပူးပေါင်းလာခဲ့ကြတဲ့ပြည်တွေထဲမှာရှိတဲ့အဓိကတိုင်းရင်းသားမျိုးနွယ်စုကြီးတွေဟာ၅ခုမကရှိနေတာဖြစ်ပါတယ်မွန်နဲ့ရခိုင်တို့လိုလူဦးရေများတဲ့တိုင်းရင်းသားတွေလည်းရှိပါသေးတယ်ဒါအပြင်ပြည်ထောင်စုလန်တော်ဖြစ်တဲ့အတွက်လန်တော်ပေါ်မှာပါတဲ့ကျဲတွေဟာတိုင်းရင်းသားလူမျိုးကိုကိုစားပြုတာထက်ပြည်ထောင်စုအဖွဲ့ဝင်ပြည်တွေကိုကိုစားပြုတာကပိုဖြစ်တဲ့ပါတယ်ဖြစ်နိုင်ကြီးလဲပိုများပါတယ်ကျွန်တော်တို့စီမှာကပြည်ထောင်စုလို့ဆိုတာနဲ့တွေးချင်းညီကိုများတို့တိုင်းရင်းသား135မျိုးတို့ကိုပြင်းမြင်မိကြပါတယ်ပြည်ထောင်စုနေ့လို့ဆိုရင်လဲတိုင်းရင်းသားစုံညီပွဲတော်လို့ဖြစ်နေတတ်ပါတယ်တကယ်တော့တိုင်းရင်းသားလူမျိုးပေါင်းစုံစုစည်းနေထိုင်ကြတဲ့နိုင်ငံမို့လို့ပြည်ထောင်စုလို့ခေါ်တာမဟုတ်ပါဘူး states လို့ခေါ်တဲ့ပြည်ဒေသတွေအတူတကွစုပေါင်းပြီးနိုင်ငံတနိုင်ငံအဖြစ်ရပ်တည်တာကို
ပြည်ထောင်စုနိုင်ငံလို့ခေါ်တာဖြစ်ပါတယ်။ဥပမာအနေနဲ့စင်ကာပူနိုင်ငံဟာဆိုရင်မတူညီတဲ့လူမျိုးယဉ်ကျေးမှုပေါင်းစုံနဲ့ဖွဲ့စည်းတည်ထောင်ထားတာဖြစ်ပေမဲ့ပြည်ထောင်စုလို့မခေါ်ပါဘူး။တပြည်ထောင်နိုင်ငံတစ်နိုင်ငံသာဖြစ်ပါတယ်။ကျွန်တော်တို့ပြည်ထောင်စုကိုတော့ဘာမာ proper လို့ခေါ်တဲ့ဗြိတိရှဗမာပြည်ပြည်မနဲ့ချင်းတောင်တန်းကချင်တောင်တန်းရှမ်းပြည်တဲ့ပြည်စုကရင်ပြည်တွေနဲ့တန်လျင်ဒေသအစတဲ့ပြည်ဒေသတွေပူးပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ဘာမာ proper လို့ခေါ်တဲ့ပြည်မဒေသဟာကုန်းမောင်ထီနန်းစီကဗြိတိရှတို့သိမ်းယူခဲ့တဲ့ဒေသတွေဖြစ်ပြီးကုန်းမောင်ထီနန်းကသိမ်းပိုက်ထားခဲ့တဲ့အာရကန်ပြည်ဟန်သာဝရီပြည်တနင်္သာရီပြည်စတဲ့ဒေသတွေအပါအဝင်ဖြစ်ပါတယ်။ဒီဒေသကိုဗြိတိရှက British Burma ဗြိတိရှဗမာပြည်အဖြစ်တိုက်ရိုက်အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ပြည်ထောင်စုစတင်ဖွဲ့စည်းချိန်မှာတော့ဒီဗြိတိရှဗမာပြည်ဒေသကိုဗမာပြည်ပြည်မလို့ခေါ်ပြီးပြည်ထောင်စုထဲပူးပေါင်းပါဝင်လာတဲ့တောင်တန်းဒေသပြည်တွေကိုတော့ပြည်နယ်လို့ခေါ်ခဲ့ကြပါတယ်။ဒါကြောင့်ပြည်ထောင်စုအလံတော်ကိုတချို့ကတောင်တန်းပြည်မအလံဒါမှမဟုတ်ပြည်နယ်ပြည်မအလံလို့ခေါ်ကြပါတယ်။ပြည်ထောင်စုအလံတော်မှာပါဝင်တဲ့ကျဲတွေဟာပြည်ထောင်စုစတင်ဖွဲ့စည်းရမှာပါဝင်တဲ့ပြည်တွေကိုကိုစားပြုတာလို့လည်းဖော်ပြကြပါတယ်။ဒီဆက်ချက်ကတော့ဖြစ်နိုင်ခြေပိုများပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပြည်ထောင်စုကိုစတင်ဖွဲ့စည်းခဲ့တဲ့1948ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာဖော်ပြထားတဲ့ပြည်ထောင်စုအဖွဲ့ဝင်ပြည်အရေးအတွက်နဲ့အလံတော်မှာပါရှိတဲ့ကျဲအရေးအတွက်တို့ဟာကိုက်ညီမှုရှိတာကိုတွေ့ရပါတယ်။ကျဲကြီးဟာဗမာပြည်ပြည်မကိုကိုစားပြုပြီးဝန်းရံထားတဲ့ကျဲငါးလုံးဟာပြည်ထောင်စုအဖွဲ့ဝင်ပြည်တွေဖြစ်တဲ့ချင်းဝိသေသအတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်နဲ့တန်လွင်ခရိုင်ကိုအခြေပြုပြီးမကြာခင်မှာဖွဲ့စည်းမဲ့ကော်တူးလေးကရင်ပြည်နယ်တို့ကိုကိုစားပြုတာဖြစ်ပါတယ်။ကျဲရီဟာပြည်ထောင်စုစတင်ဖွဲ့စည်းခဲ့တဲ့ပြည်တွေကိုကိုစားပြုတယ်ဆိုတဲ့နေရာမှာလဲယူဆချက်နောက်တစ်မျိုးရှိပါသေးတယ်။အဲ့ဒါကတော့ကျဲကြီးဟာပြည်ထောင်စုကြီးကိုကိုစားပြုပြီးတော့ဝန်းရံနေတဲ့ကျဲငါးလုံးဟာပြည်မနဲ့တောင်တန်းဒေသပြည်လေးပြည်ဖြစ်တဲ့ချင်းပြည်ကချင်ပြည်ရှမ်းပြည်နဲ့ကရင်ပြည်စတဲ့ပြည်ထောင်စုအဖွဲ့ဝင်ပြည်၅ပြည်ကိုကိုစားပြုပါတယ်။ဒါဟာလည်းဖြစ်နိုင်ခြေရှိတဲ့အယူဆချက်တစ်ခုဖြစ်ပါတယ်။1949ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာကရင်ပြည်နယ်ကိုဖွဲ့စည်းဖို့ပါရှိပေမဲ့လည်း1948ခုနှစ်လွတ်လပ်ရေးရပြီးပြည်ထောင်စုစတင်ပေါ်ပေါက်လာချိန်မှာကရင်ပြည်နယ်ကိုဖွဲ့စည်းရခြင်းမရှိသေးပါဘူး။ဒါကြောင့်ပြည်ထောင်စုပေါ်ပေါက်လာချိန်မှာလက်ရှိရှိပြီးသားပြည်ထောင်စုအဖွဲ့ဝင်ပြည်တွေဖြစ်တဲ့ချင်းဝိသေသအတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်နဲ့ဗမာပြည်ပြည်မစတဲ့ပြည်၅ပြည်တို့ဟာပြည်ထောင်စုကိုကိုစားပြုတဲ့ကျဲကြီးကိုဝန်းရံထားတဲ့ကျဲ၅လုံးဖြစ်တယ်ဆိုတာသဘာဝကျတဲ့ယူဆချက်ဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုကိုစတင်ဖွဲ့စည်းတုန်းကစတင်ဖွဲ့စည်းရမှာပါဝင်ခဲ့တဲ့ပြည်73ပြည်ကိုကိုစားပြုတဲ့အနေနဲ့သူတို့ရဲ့ပြည်ထောင်စုအလံတော်မှာဖြူနီအစင်း73စင်းပါတဲ့နောက်ခံတဲ့အတူအပြာတော်ထဲမှာကျဲ73ပွင့်ကိုထည့်သွင်းအသုံးပြုခဲ့ပါတယ်။ပြည်ထောင်စုအဖွဲ့ဝင်ပြည်တပြည်တိုးလာတိုင်းမှာကျဲတဝင့်ထပ်တိုးပြီးထည့်သွင်းခဲ့ကြတယ်လို့ဆိုပါတယ်။ကျွန်တော်တို့ရဲ့ပြည်ထောင်စုဟာလည်းစတင်တည်ထောင်ပြီးနောက်ပိုင်းမှာပြည်내အသစ်တွေတိုးချဲ့ဖွဲ့စည်းခဲ့ပေမဲ့ပြည်တွေကိုကိုစားပြုတဲ့ပြည်ထောင်စုအလံတော်ဘောကကျဲအရေးအတွက်ကိုတော့အပြောင်းအလဲလုပ်တာမျိုးမရှိခဲ့ပါဘူး။ဒီပြည်ထောင်စုအလံတော်ကိုလွတ်လပ်ရေးရပြီးပြည်ထောင်စုစတင်တည်ထောင်ခဲ့ချိန်1948ခုနှစ်ကနေစတင်အသုံးပြုခဲ့ပြီးတော့1984ခုနှစ်အထိအသုံးပြုခဲ့ပါတယ်။ပြည်ထောင်စုရဲ့အာဏာကိုသိမ်းယူခဲ့တဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်နေဝင်းက1949အခြေခံဥပဒေကိုဖျက်သိမ်းခဲ့ပြီးနောက်မှာတော့ပြည်ထောင်စုအဖွဲ့ဝင်ပြည်တွေရဲ့အခွင့်အာဏာတွေဟာလည်းဆုံးရှုံးသွားခဲ့ရပါတယ်။ဗိုလ်ချုပ်နေဝင်းဟာ1984ခုနှစ်မှာအခြေခံဥပဒေအသစ်ကိုပြဋ္ဌာန်းခဲ့ပြီးနောက်ပြည်ထောင်စုအလံတော်ကြီးကလည်းကျဲ14ပွင့်ဆက်သွားစပနံဆိုရှယ်လစ်အလံတော်နဲ့အစားထိုးခံခဲ့ရပါတယ်။အဲ့ဒီချိန်ကတည်းကပြည်ထောင်စုအမိခံတပြည်ထောင်နိုင်ငံဖြစ်လာခဲ့ပြီးပြည်ထောင်စုလို့ဆိုလိုက်တာနဲ့ပြည်ထောင်စုအဖွဲ့ဝင်ပြည်တွေရဲ့အခွင့်အရေးနဲ့နိုင်ငံရေးအခမ်းကဏ္ဍတွေအစားသွေးချင်းညီအကိုများတို့တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့စတဲ့လူမှုရေးအခမ်းကဏ္ဍတွေကိုသာမိမောင်းထိုးပြလာခဲ့ကြတာဖြစ်ပါတယ်။ဒီကနေ့မှာတော့ပြည်ထောင်စုအလံတော်ကြီးရဲ့အကြောင်းကိုတင်ပြပေးသွားခဲ့တာဖြစ်ပါတယ်။ပြည်ထောင်စုအလံတော်ရဲ့အကြောင်းကိုသိလာရခြင်းနဲ့အတူ
ပြည်ထောင်စုရဲ့စစ်မှန်တဲ့သဘောတရားတွေကိုပုံမူလေ့လာကြပြီးအနာဂတ်မှာငြိမ်းချမ်းသာရတဲ့စစ်မှန်တဲ့ပြည်ထောင်စုကြီးကိုတည်ဆောက်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်ပြည်ထောင်စုအလံတော်ကြီးနဲ့ပတ်သက်တဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ချက်များကိုလည်း comment မှာမှတ်ချက်ပေးဝေမျှသွားနိုင်ပါတယ်ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးသွားကြဖို့မေတ္တာရပ်ခံလိုက်ရပါတယ်နောက်တစ်ပတ်တွေမှာလည်းဆက်လက်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ